ကိုလံဘီယာနိုင်ငံကဇိမ်ခံဗီလာကြီးတစ်ခုထဲမှာအပြည်ပြည်ဆိုင်ရာရာဇဝတ်ဂိုင်းချုပ်ကြီးတယောက်စီးစိမ်တွေရစ်ပြီးအေးဆေးအနားယူနေတာပေါ့သူ့ရဲ့လုံခြုံရေးကတော့လက်နက်ကင်တပ်တော်ဆောင်တွေနဲ့အလွန်တင်းကျပ်တယ်ဗျဒီဂိုင်းချုပ်ကြီးမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါကတော့နေတိုင်းမနက်ခင်းမှာရေကူးတာပဲတနေ့တော့ရေကူးကန်အလဲရောက်ခါမှသူ့ရဲ့တမိုးကြီးနာယီကရေကန်အောက်ခြေကိုပြုတ်ကျသွားတဲ့သူလဲနာယီကိုဆင်းကောက်ဖို့ရေငုပ်ချလိုက်တာပေါ့နာယီကိုလက်မိခါနီးလေးမှာတင်ရုတ်တရက်အနက်ရောင်ဝစ်စုံနဲ့လက်တစ်ဖက်ကသူ့ကိုရေအောက်ထဲအတင်းဆွဲချပြီးနှစ်သက်ပါလေရောဂိုင်းချုပ်ကြီးခမများအသက်ရှူမရတော့ပဲအပေါ်ကတက်တော်ဆောင်တွေမြင်းနိုးနဲ့ရုံးကန်ရှာပေမဲ့အားလုံးကနောက်ကျသွားပါပြီမိနစ်အနည်းငယ်ကြာမှတော့သူ့အလောင်းကရေပေါ်ပြန်ပေါ်လာတဲ့လူသက်သမားကတော့လုံခြုံရေးတွေကိုအာယုံပြောင်းဖို့အတွက်အလောင်းကိုရေကူးနေတဲ့ပုံစံမျိုးဟန်ဆောင်လုပ်ပေးခဲ့ပြီးအောက်ထပ်ကိုအမြန်ဆင်းပြေးသွားတော့တာပေါ့ဒီလူကတော့အဖွဲ့အစည်းရဲ့နံပါတ်1လောက်ကျန်ရေးသမားတော့ပါပဲသူဟာတခါမှမအောင်မြင်တဲ့မစ်ရှင်မရှိဘူးသူ့ကိုအတော်ဆုံးဖြစ်စေတာကတော့တနက်တန်လည်းမထွက်အစအနလည်းမကြမ်းတဲ့မတော်တဆမှုဖြစ်ဖန်တီးနိုင်တဲ့သူ့ရဲ့ပါနက်တဲ့အစီအစဉ်တွေကြောင့်ပါပဲအော်ဒရီရဲ့ဘဝမှာအရင်နှီးဆုံးတငယ်ချင်းကတော့အဖွဲ့အစည်းနဲ့ကြားခံလုပ်ပေးတဲ့ Harry ဆိုတဲ့ဘီတက်ကလထိုင်းနဲ့အဖိုးကြီးပေါ့ Harry ကသူ့ရဲ့အသုံးမကျတဲ့သားစတက်ကိုအတက်ပညာသင်ပေးဖို့ Arthur ကိုအကူအညီတောင်းခဲ့တယ် Arthur ကလည်းတန်ရောစင်ကြောင့်လက်ခံခဲ့တာပေါ့ဒါပေမဲ့မကြာခင်မှာပဲအဖွဲ့အစည်းက Arthur စီကိုမစ်ရှင်တစ်ခုပို့လိုက်တယ်အဲ့ဒါကတော့ Harry ကိုတတ်ဖို့ပဲ Harry ကအဖွဲ့အစည်းကိုတစ္ဆာဖောက်ပြီးဒေါ်လာတန်း20ယူသွားတယ်လို့အထက်လူကြီးတင်းကပြောလာတယ် Arthur ခင်ဗျာစိတ်ထဲမှာပြားများခဲ့ရပေမဲ့နောက်ဆုံးတော့ Harry ကိုကိုယ်တိုင်တက်လိုက်ရတော့တာပေါ့အဲ့ဒီနောက်မှာတော့ Arthur က Harry ရဲ့ Duster ကိုအတူခေါ်ပြီးလူသက်ပညာရက်တွေကိုအပြင်းထန်သင်ပေးခဲ့တယ်